ပိုင်းတော့ Only Love Can Hold Like That အဲ့ဒီကအကူညီရွာလေးဝတ်ထားတယ်အကူနဲ့တိတ်လိုက်တာပဲကိုဒီနေ့တငယ်ချင်းတွေသွားအိမ်မှာလို့အကူစီရစာဝင်ထားတယ်တောက်မယ်စားမယ်ပေါ့ဟုတ်တာပေါ့ဗျာဆိုင်သိမ်းပြီးကျမရှိကသူ့စမိန်ကလေးဖြတ်သွားတယ်ကျမကိုကြောခိုင်းပြီးတဖြည်းဖြည်းဝေးကွာသွားတယ်ပြီးတော့ပျောက်ကွယ်သွားတယ်တစ်ချက်ကလေးမှပြန်လှည့်မကြည့်ဘူးကိုရောက်ပြီးရှော့တောက်နော်သုံးခွက်ထဲတောက်မှာဟုတ်ပါပြီမင်းတို့တည်းရနေရလားရတာပေါ့ရလို့လိုင်းခဏခဏတက်လာတာစောစောလဲအနားယူငကိုဟုတ်ကဲ့ပါဖုန်းပြောချိန်တွေကညာပိုင်းတွေမို့အကူအားရဲ့ချိန်ကိုပဲစောင့်ရတယ်အေးလဲပြတ်တခါလေဖုန်းတွေလိုကြတဲ့အထိအကူလည်းခက်ခက်ခဲခဲကျမကိုဆက်သွယ်ရဖို့ကြိုးစားနေရမှာကိုကျမတွေးမိခဲ့တယ်ကျမကိုယ်တိုင်ကြတော့လည်းမခေါ်ရဲအကူစီကဖုန်းဝင်စာဝင်တာစောင့်မျှော်ခဲ့ရတယ်နောက်နေ့မနက်မှောင်ကုတ်ကုန်းနဲ့မျက်နှာကြီးတင်းမာပြီးဆိုင်ဖွင့်နေရကိုတွေးလိုက်တယ်ကျမကဝရဏကနေဖုန်းလေးထောင်ပြီးလိုင်းတက်ဖို့အချက်ပြလိုက်တော့အကူဘာဖြစ်နေရလဲမျက်နှာကြီးကတင်းမာပြီးတော့အေးမွားလို့လေသူ့ဖေကတိတ်ရှစ်စရာကောင်းလွန်းတယ်အကူဗျာအိမ်မွေးနေကိုမှတ်မိလား1988ခုနှစ်2လပိုင်း12ရက်လေမစင်းစားမတွေးဝေပဲခုနှစ်တစ်ခုကိုသူချက်ချင်းပဲရုပ်ပြတော့ကျမအံ့ဩသွားခဲ့ကျမအကူကိုတခါပဲပြောဖို့ပဲမဲ့အကူအလွတ်ရနေခဲ့ကိုမွေးနေကိုတော့မနေစင်းစားရတဲ့အမျိုးသားဟာကျမမွေးနေကိုတော့အလွတ်ရနေတယ်နီးရဲ့အတိုင်းမှာအုံနောက်နဲ့နှလုံးသားအချိန်ပြည့်လွန်ဆွဲနေကြတယ်ကျမနှုတ်ကအကူမီနဲ့စကားမပြောဘဲနေနိုင်လားနေနိုင်ရင်နေလိုက်ပါတော့လားယင်မနေနိုင်လို့ပေါ့ကွာမနေနိုင်လို့ပေါ့တင်ဝင်သွားတဲ့သူ့အတန်ဟာကြေကွဲလန်းဆုပ်ဖွယ်ကောင်းနေရဲ့နှစ်ယောက်သားတိတ်ဆိတ်သွားပြီးအတော်ကြာမှကိုမင်းစကားကိုနားထောင်နေနော်မင်းမြင်နေကြရမဟုတ်လားမတိချင်အောင်ဆောင်ပြီးကျမကဘာတွေလဲဟာကိုကစပိန်ကိုရေတုပ်ပြီးစီးရလေရေပူပူမိုးရွာအဆောင်ပါရဲ့လေကွန်းလိုက်လျှော့စားရဲဆိုင်လိုက်စောသိမ့်နေကွာမင်းမတွေ့ဘူးလားအဲ့ဒါဘာဖြစ်လို့လဲအကူအထူးဆန်းမမဟုတ်ပဲအကိုအတွက်ကောင်းတာပဲဟာအဲ့ဒါမင်းစကားကိုနားထောင်တာလေမင်းကိုစိတ်ခိုက်ရှိနေရလေကွာမိတိပါရဲ့စလိုက်တာပါအကိုရဲ့မင်းနော်အဲ့တော့နော်ဖုန်းပြောပြီးကျမအိပ်ရရဲ့ဝင်ချိန်များတွေမှာငယ်နှိမ့်နှိမ့်ချက်ချက်အိပ်ပျော်နေခဲ့ပြီးငဲပချိုင်နေမမြင်ရတာတော့ရက်အတော်ကြာခဲ့ပြီညနေနာရီကျော်မှအိပ်ဖြစ်လာတဲ့ကျမကမနက်ငယ်ပေးချင်းလုံသွားလည်းမသိတော့ကျမလှုပ်ချိန်တော့ကျမအလို့ရက်ပြေးဝင်နေခဲ့ရတယ်ငဲပြန်လာရင်စားဖို့ထမင်းကြိုကူထားပေးမိရဲ့အရင်လိုထမင်းလက်ဆောင်မစားဖြစ်တော့အခုစီရစားဒါမှမဟုတ်ဖုံးဝင်လာတဲ့အခါချက်ချင်းပြန်ပြောရမှာမဟုတ်ရင်သူမတော့မှဆိုလို့အလုပ်တွေကိုကြိုလုပ်ထားရပြန်နေဒါပေမဲ့လည်းငယ်ကအရာရာကိုနားလေပြီးခဲ့မေထားရလေဒီနေ့မေကြိုက်တဲ့အုံလုံးခောက်ကျဲချက်ထားပေးရဲ့အများကြီးစားနော်ကောင်မလေးပိန်သွားလိုက်တာဆိုပြီးကျမစပင်းတွေကိုတက်တင်ပြီးကငယ်မေကိုဘလောက်ချစ်ဘလောက်ခင်လဲဆိုတာမေသိရမဟုတ်လားမေသိပါရဲ့ငယ်ဘလောက်ဆိုရဲဆိုတာရောသိရမဟုတ်လားမေကိုအချက်ရစီရဲ့နေ့ငယ်တို့ကိုတတ်မှာငယ်မေကိုမနာကျင်စေခြင်းမူတခုတော့အမြဲတတိထားပါအချစ်ဟာနေရာတိုင်းအသုံးမဝင်ဘူးအချစ်မှာတည်ရှိရမယ်အယုံမလွယ်နဲ့မေအလုပ်သွားရမယ်နော်ငယ်ကတမိုးရှိရဲ့စကားများစွာကိုပြောသွားတယ်ငယ်သူ့ကောင်လေးနဲ့ပြတ်သွားပြီလို့ပြောတော့ကကျမနှစ်သိမ့်မှုမအားခဲ့အကူနဲ့ဖုန်းပြောနေခဲ့တောင်းပန်မာငယ်အကူဗျာမိလက်ဆောင်ပြီးရင်အကူလက်ခံပါလားတက်သက်တော့နားမှာထားမှာပေါ့အကူကိုနားထောင်စေခြင်းနဲ့တခြင်းတွေရှိရဲ့နားထောင်မလားပြောလေဘေးတခြင်းလဲ Only love can highlight that အညာကအကူကိုနားထောင်စေခြင်းနဲ့တခြင်းတွေကုန်လင်းချပြီးပို့ပေးလိုက်တယ်ဆက်လေးဖို့အကူဟုတ်ကဲ့ပါဗျာတီချာနားထောင်လိုက်မယ်နော်ညတွေမှာကျမကကိုထက်အသက်10နှစ်မြတ်ကြီးရဲ့မျိုးသားကိုချစ်ရရွင်ပုံမြင်ဇလန်းတွေကြောင်းပြောပြနေခဲ့သေးတာအကူဗျာနားမနီးဘူးလားမနီးပါဘူးချစ်စရာလေးဟာအတန်ကဆွဲဆောင်မှုရှိရဲ့တီတီတာတာလေးဟိုမြောက်ပြီးအကူကတကယ်ပြောတာဖုံးမချချင်လောက်အောင်မဲဆိုကမှအချိန်ကိုကြည့်လိုက်မိရဲ့အကူမေးပြန်ခေါ်ပေးရမလား2နာရီကျော်နေပြီဖုံးပြောတာအကူဘေးရီကုန်နေဦးမယ်လေရရဲ့ကုံပါကြီးဟာအကူကလည်းဘေးဟုတ်မနေမေးပြန်ခေါ်ပါမယ်ရပါရဲ့ဆိုမအဲ့ဒါဆိုလဲဟိုကလေတခုမေးလို့ရမလားမေးလေခုံးပါလို့စားရလဲဟင်ယောခရလိမ့်မယ်မစားပါနဲ့လားပြင်းလို့လေဝါနေရဝါရတာကအရသာရှိလို့ဒါပေမဲ့ကွာမင်းနားမှာရှိရင်တော့မင်းတို့ခံလေးပြောင်းနှမ်းမှာပေါ့ကွာဟာအကူကလေအဲ့ညက3နာရီခွဲအထိစကားပြောပြခဲ့ကြတယ်အဲ့တော့နော်တတိလုံးဝမန်းထားရတဲ့ဒါပဲလားရင်းလေဒါပဲပေါ့ဘာမှပြောစရာမရှိတော့ဘူးလားပြောစရာရှိပါတယ်ဒါပေမဲ့အကူကကွာသူ့ဘက်ကထားရလိုက်တယ်
လမ်းလျှောက်တန်ရီခက်လိုက်တန်ပလုတ်ကျင်းတန်ကျမအားရပါရေမောလိုက်မိရဲ့ရပြီ။မွချစ်တယ်အကိုဖုံးပြောလို့ပြီးသွားပြီမဲ့ကျမအေးလို့မပြောခဲ့ပါ။အတွေးများစွာရှုပ်ရှုပ်ထွေးထွေးတွေးနေမိခဲ့။အကိုကမိန်းမရှိရဲ့ကျမကလူလွတ်မိသူမြမတိပါပဲခိုးပြီးဆက်သွယ်နေခဲ့ကြရဲ့။ဖောက်ပြန်နေရရောက်နေပြီ။ကန်ကားပါးတွေကတပားကိုလည်းကျူးလွန်နေခဲ့မိပြီ။ဟာငါကဖောက်ပြန်နေရမှာမဟုတ်ပဲစကားလေးပဲပြောနေမိရအောင်ဒါပေမဲ့နင့်ကိုနင်တည့်ရလိမ့်မေတည့်ရလေငါတို့ကိုချစ်မိနေရလေဘာဖြစ်လဲဘသူ့ဂယူးဆရမှာလဲဟိုကနင့်ကိုယူမှာမို့လို့လားယူမှာပေါ့ကိုကငါ့ကိုတလောက်ချစ်တာညီကရောယူမှာလားဘာတွေဖြစ်လာမလဲမတွေးတော့ဘူးလားဘာလို့မမောနေရလဲဘာမှမမောပါဘူးငါချစ်မိနေလို့ပါငါချစ်မိနေလို့ပါဟာဒီနာကပုံဝန်းကျင်ကြီးတာတည်သွားရင်နင်တော့အဆက်ကွဲပြီနင်နေမဟုတ်ဘူးနေပါသူများထတွေးခွက်ထဲမှာတယောက်တည်းမိကုံးပေါင်းစောတယောက်တည်းမိကုံးပေါင်းများစွာမိဖြေငွေရင်းနဲ့စူးအောင်လာတယ်ဝရဏာမှာဝုန်းကနေပြစ်လဲသွားပြီးထိုင်ရင်သားစက်ငုံနေမိပြန်နေဟဲမေငယ်ပြေးထွက်လာပြီးထူပြီးရဒါပေမဲ့မတ်တက်ရက်လိုက်ဖို့အားမရှိခဲ့အဆောင်ကတချို့ခန်းတွေမီးဖွင့်ပြီးတီးတိုးပြောကကြည့်နေကြတယ်သူကဘာပြောလို့လဲမေဟင်ဘာပြောလို့လဲသူကပုံမှန်မှာပဲမိကမေ့နာကမေတွေးကြည့်မိရငယ်တိလားငယ်မိအကိုကိုချစ်ုံနေမဟုတ်ဘူးသူ့မျက်လုံးသူ့အတန်သူ့ဟန်တွေပါမိဆဲရန်ယူသွတ်သွားပြီဆိုတာပြောပြီးစောင့်ဝင်နေမိပြန်နေငယ်ကတော့တိတ်ဆိတ်လျက်တောက်မနဲ့စော်ကြီးတကားခောက်တန်ကြားလိုက်ရတယ်ငယ်ထောက်ဖွင့်ပေးလိုက်တော့အဆောင်ရှင်ကညကဘာဖြစ်တာလဲသမီးတို့ဟောဟိုဟာမီနေမကောင်းလို့မူးလဲရအန်ဒီခုနားနေရဲ့အော်ဟုတ်လားတက်တာရဲ့လားအိပ်ပျော်နေရဲ့အန်ဒီအော်အင်းမဘာမှဖြစ်တာလေလို့အန်ဒီကကျူးဆိုင်လိုက်အောင်တကယ်ချင်းဟုတ်အန်ဒီငဲ့ကိုအားနာမိရဲ့ကျေးဇူးပါပဲငယ်ရဲ့အကူဖျားမိပြောစရာရှိရဲ့ပြောလေကလေးအကူကလူကြီးတယောက်အနေနဲ့မိထက်အမှန်ကိုပိုထွေးခေါ်ပြောတတ်မှာပေါ့အဲ့ဒါကြောင့်မိကိုဘလို့နေရမလဲဆိုတာပြောပြပေးပါလားမိအကိုနဲ့ခုလိုစကားပြောနေရမတင်မှန်းသိပါရဲ့ဒါပေမဲ့နေလဲမနေနိုင်ဘူးအကိုရဲ့အရန်ချစ်တယ်ပြီးတော့အခုဝေနာကအမျိုးသမီးဟာမိပဲဖြစ်နေခြင်းတယ်အုံနောက်နဲ့ဆိုရင်တော့မင်းကိုနဲ့အဝေးဆုံးမှနေတဲ့တယ်ဒီစကားကိုအကိုဘလို့ပြောထွက်ခဲ့တယ်လဲမသိစိတ်ထဲကတွေးနေမိခဲ့ပြောထွက်လိုက်တာကိုရဲ့ကိုကမင်းကိုပဲစိတ်ပူတာဖြူတယ်လေကိုကြောင့်အယောင်နေဆုံးအပြောခံရမှာကိုတကယ်မလို့ချင်ဘူးနှလုံးသားနဲ့ပဲပြောပြပါလားကိုရဲ့နှလုံးသားနဲ့ပြောရရင်ဒီတိုင်းလေးပဲနေသွားရှင်တယ်မင်းစိတ်ညစ်ရင်ရေလာဖွင့်အကူညီတာကိုရှိနေမယ်ဝေးလည်းမဝေးချင်ဘူးကွာတကယ်ပါမြမျက်နုံနုံနဲ့မထီးရက်မကိုင်းရက်ကိုမင်းကိုတကယ်ချစ်တာအခြေအနေတစ်ခုကြောင့်အတူရှိလာကြရမယ်ဆိုရင်လည်းပိုကောင်းတာပေါ့ဒါရီယာကိုအထင်မြင်မှာမင်းစိတ်ကြိုက်ဆုံးဖြတ်နိုင်ပါတယ်မင်းအတွက်ကိုလက်ခံပါပါကျေးဇူးပါကိုပြောလက်စာဖုံးကိုချပစ်လိုက်တယ်ကျမတီးလိုက်ရပြီအကူကကျမကိုဆုံးရှုံးမှမကြောက်ဘူးတွေးလွန်းတယ်ချစ်ရင်ပိုင်ဆိုင်ကြရတဲ့သူတွေကြီးပဲမဟုတ်လားအခုအကူကတော်ပါပြီဆက်မတွေးပါနဲ့အမေတော်ပါတော့ကိုသတိပေးလိုက်ပြီးအုံနောက်ကအလေးတာနေပြန်နေကျမတို့စကားမပြောကြတော့ဘူးကျမဆိုင်ရှိကတော့ဖြတ်မလျှောက်တော့ဝရဏကလည်းမထွက်တော့အခန်းထဲသာတချင်းသားထောင်ပြီးထိုင်ရင်းတွေ့ဝင်နေခဲ့အကူကပေါ့ပြပြဆန်လို့လာတယ်ကျမတို့တကယ်မရှိဘူးလို့ထင်ရတယ်ထွက်မကြည့်တော့ဘူးဆိုပြီးတကားပိတ်ထားတော့ညာလဲချောင်းကြည့်နေမိပြန်နေလိုင်းပေါ်တက်လာမလားလို့စောင့်နေမိခဲ့အကူလည်းကျမစာဖို့စောင့်နေရတင်နေအတင်တော့ညင်းဖြစ်နေတယ်ဒါပေမဲ့တယောက်ကိုတယောက်စာမပို့ခဲ့ကြအောင်အဲ့နေကအကူတယောက်တည်းပဲဆိုင်မှာဒါပေမဲ့အကူကျမကိုဖုံးမခေါ်စာလည်းမပို့ညနေ9 နာရီလောက်မှမီးကန်ကောင်းပါစီကွာလွမ်းနေကလေးရဲ့ဆိုပြီးစာဝင်လာတယ်ကျမကတော့အစာမပြန်ဖြစ်ခဲ့အဲ့နေကအကူည9 နာရီခွဲကျော်တဲ့အထိဆိုင်မသိမ်းသေးဘူးအလူရဲ့တခိုးရီပေါ်များရတဲ့ထဲဆိုင်ကိုတယောက်တည်းလာပြီးစိုးစိုးမသိမ်းဘူးလို့စိတ်ထဲကတွေးပြီးစိတ်ပူနေမိသေးတယ်အခုလိုစိတ်ပူရရင်ညမျိုးတွေဆိုကျမဝရဏာမှာမီးဖွင့်ပြီးမတ်တက်ထွက်ရက်ပြီးနေခဲ့တာအကူဆိုင်သိမ်းပြီးမှထွက်သွားမှစိတ်ပူရတာတက်တာအခုလဲစကားမပြောပေမဲ့စိတ်ပူမိရမို့ဝရဏာမှာတကားဖွင့်ပြီးမတ်တက်ရက်ဆောင်နေပြီးခဲ့အမောင်ထဲမှာဆိုရမဲ့မြုံဝန်းညိုတွေကိုအထင်းသားမြင်နေရတယ်သူ့မျက်လုံးတွေမှာသူ့နှလုံးသားတွေနာကျင်နေကြောင်းဖော်ပြနေဆိုင်ကိုချက်ချင်းသိမ်းတာစပိန်ကလေးတဖြည်းဖြည်းကျမရှိရရွေးလာပြန်နေကျမကြောပေးရနေလိုက်မိတော့တယ်သွားပါတော့ကိုရဲ့နောက်နေ့ငယ်မိတ်ဆက်ပေးထားတဲ့ထဲကတယောက်ကိုလက်ခံစကားပြောနေမိခဲ့ထိုလူနဲ့ဖုန်းပြောနေပေမဲ့လည်းကို့အတွင်းနဲ့ကိုတိတ်ဆိတ်နေခဲ့အခုဖုန်းဝင်လာတဲ့ပြောလက်စာဖုန်းကိုချကအကိုဖုန်းကိုကင်လိုက်မိရဲ့ဟယ်လို
ခုနကဖုံးပြောနေရဘာလို့လဲအကြာကြီးပဲစိတ်ထဲတနှုံနှောက်နဲ့ဘာလို့လဲဟမ်မိကောင်လေးအချင်းကြကြအကိုတိတ်ဆိတ်သွားပြီအင်းမမိတ်ဆက်ပေးဦးနော်ဟုတ်ပပအကိုကသူ့လက်ကြတော့ခံနိုင်မရှိဘူးထင်တယ်အော်အကိုကျမညီကဝင်မကြည့်ခဲ့ဘူးပဲအတူရှင်ကအကိုတို့ထိုင်နေကျမဘယ်လောက်နာကြည့်ရမလဲဆိုတာပတ်ဝန်းကျင်ကတီးသွားခင်ဘာတွေဖြစ်လာမလဲကျူးလွန်မိရဲ့ကံအကြောင်းတွေးရင်လဲဘယ်လောက်နာကျင်ရတယ်ကျမအတွေးတွေနဲ့ဘယ်လောက်ပင်ပန်းနေမလဲဆိုတာတွေးကြည့်ဘူးရဲ့လားအကိုအုံနောက်ကတတိပေးလိုက်နှလုံးသားကတတိပြက်လိုက်နဲ့အေးစီယူနေပြီဆိုတာလဲမသိဘူးမလားပြောမထွက်ခဲ့တဲ့စကားတွေကိုမျိုးသိလိုက်ပြီးငြိမ်သက်နေမိခဲ့ကူတောင်းမှမိုင်းအရန်တတိယနေမိလို့ဒါပဲတော့မေစိုးတော်နာတော့မေကျမကအရင်ကဦးအောင်ဖုံးချပစ်လိုက်တယ်ငယ်ကထုံးစံတိုင်းမနှက်စာပြင်ပေးပြီးအလုတ်သွားတယ်ဒီနေ့ထူးဆန်းစွာညနေအစောပြန်လာခဲ့မိဟုစာရေးသွားတည်တယ်မနှက်စောကြီးအကိုဆိုင်ခင်းနေခဏကြာဖုံးဝင်လာပြီးကို့ကိုစိတ်ဆိုးနေရလားမဆိုးပါဘူးဒါပေမဲ့တီးကျင်တာတခုတော့ရှိရဲ့အကိုအင်းဘာလဲအကိုမိကိုတကယ်ပဲချစ်ရလားချစ်တာပေါ့ကွာတကယ်အရန်ချစ်တာပါကွာချစ်ရင်ပိုင်ဆိုင်နေကြရလေအကိုကမိကိုပိုင်ဆိုင်ချင်လို့လားပိုင်ဆိုင်ချင်တာပေါ့ကွာအနောက်မှာထားချင်တာပေါ့ကိုကလူလို့မဟုတ်ဘူးမင်းကိုငဲ့ညာနေလို့ကွပုံမှန်သာဆိုရင်ကိုပဲချင်းနေဖြစ်ဖြက်ကျော်လာမှာအခုကိုစင်ပြေနေလို့မင်းထင်နေရလားမပြေဘူးကွမင်းကိုချစ်နေလို့မင်းကိုငဲ့နေလို့အရာရာကိုမျိုးသိပ်ထားနေရတာအခုစကားတွေကနာကျင်စရာကောင်းလုံးလာတယ်အခုစကားအဆုံးတွေငိုချမိလိုက်ကင်နီးရဲ့တိုင်းမှာမျက်ရည်တွေနဲ့ပါပဲအကိုရဲ့အကိုကမီးလောက်တောင်တတိမရှိပါဘူးဒီလောက်ခြေလမ်းများစွာလှမ်းခဲ့တာအကိုစီရောက်မှဒီတိုင်းလေးဆက်သွားမယ်လားမဟုတ်ပါဘူးမင်းရဲ့ကိုပြောတာနားထောင်ပါဦးမင်းကိုလိုလူရဲ့အနောက်မှာနေရဲလို့လားနေရဲတော့ပေါ့အကိုရဲ့ကျမအဖေကအကိုမထင်ထားတဲ့အဖေဖြစ်နေရတဲ့တူရယ်ကျမရှိုက်တန်တွေကြားအကိုချင်းကြတိတ်ဆိတ်သွားတယ်မငိုပါနဲ့ကွာမင်းတီထားပေးပါကိုတိတ်ဆိတ်နေရခြင်းကမင်းကိုငဲ့ညာနေလို့ပါမင်းဘက်ကိုတွေးနေလို့ဆိုတာမလို့ချင်ဘူးမတိချင်ဘူးအကိုကမီးလောက်တောင်တတိမရှိဘူးအကိုမင်းကိုတကယ်မချစ်ဘူးမချစ်ခဲ့ဘူးဟုတ်တယ်မလားချစ်တယ်ဆိုတာအကိုညာခဲ့တာမဟုတ်လားလို့မီးရဲ့ဖုံးချပစ်လိုက်ပြီးထိုနေ့တစ်နေ့လုံးကျမငိုနေမိခဲ့အပိုင်းလေးအချစ်ဟာအနံ့ရတာနဲ့ပြည့်စုံတဲ့နှစ်လိုဖွဲရာအစိတ်ခွက်ပဲနေငယ်ရောက်ပြီနော်ဟဲအလုံးမသွားလားအင်းငယ်ဒီနေ့ဘာလို့စောပြန်လာတာလဲတိလားဟဲ့အင်းဒီနေ့မြင့်မွေးနေလေဟဲကျမအလုံးဝမ်းနေမိရဲ့မင်းနေလိုက်တာတောင်းဝမာရင်ငယ်ရဲ့မီဘာမှမဖြစ်ပါဘူးမင်းငယ်နားလေပါရဲ့အပြစ်မသွားတော့ဘူးဘာစားချင်လဲဘာလုပ်ချင်လဲငယ်လုပ်ပေးမယ်အော်တောက်ကြမလားငဲ့တဘောပါပဲအဲ့ညကဝရဏမှာငင်းနေကျမအတူတောက်ကြရဲ့အရင်ကအရက်ကခါးရထင်ရပါမယ်အကိုနဲ့တွေ့ပြီးနောက်ပိုင်းအကိုချစ်ကပိုခါကြောင်တီးခဲ့ရတယ်အကိုဆိုင်တိန်နေပြီရေးတီးတီးတာမြင်ရတော့တယ်ငဲ့မီတီကောင်ကိုအပေါ်ကနေပလင်းနဲ့ထုခွဲလိုက်ရမလားလှုပ်ချင်လှုပ်လိုက်မေဟုတ်ပြီငဲ့လက်တန်းမြောက်ကိုကိုင်ကမတက်ထိုက်ရိုက်လိုက်ချင်းကျမမြင်နေကြလို့မဟုတ်ပဲအကိုနောက်မှာအကိုအမျိုးသမီးပါလာတယ်ငဲ့တွေ့ရလားငယ်ဘာမှပြန်မပြောပလင်းနဲ့ကိုကောင်ကိုသာရိုက်ခွဲလိုက်မိရဲ့ချမ်းမြင်ပေါ်သူကျမပြစ်လဲသွားပြီးချယ်ရီမီနေရတယ်ပြီးတော့ငဲ့ခေါ်တန်တွေကတောက်ကလည်းရေရွတ်နေမိရဲ့ငါကျူးလွန်မိခဲ့ကန်နဘာမင်းမဲညလုံးမြောက်ကိုသာမိတ်ချပစ်လိုက်တယ်ဒရိပြန်ရတော့ခေါင်းမှာပတ်တီးစီးချရပြီညကရောခုမနဲ့ရောဘာဘလို့ဆက်ဖြစ်ခဲ့လဲဘာမှမသိအဆောင်ရှင်ကိုလည်းငယ်ဘလို့တောင်းပန်ခဲ့ရတယ်လေကျမမသိနိုးပြီလားမေတက်တာလားခေါင်းကိုက်နေလားကြက်သားဆံမျိုးလုံနေရခဏနေမှတောက်နော်ညကဘာဖြစ်တဲ့လဲအဆောင်ရှင်ရောဘာပြောသေးလဲစိတ်မပူပါနဲ့ငယ်ကြီးပြောထားတယ်ဖုံးယုံမိဖုံးယုံအန်ဒီမှာပကုတ်စီကဖုံးမြောင်းဝင်ထားတာတွေ့ပေမဲ့ကျမပြန်မဆက်ခဲ့သို့တော့ line ဖွင့်လိုက်တော့ Viber မှာအကူအဲ့ထင်နှောင်းဖြစ်နေခဲ့ညကဘာဖြစ်တာလဲကလေးကိုကောင်ကိုရိုက်ခွဲလိုက်တာကိုစာကိုချက်ချင်းဖတ်ပြီးအကူစီကဖုံးဝင်လာခဲ့ဟယ်လိုပြောပါမီကိုကိုဂရိပေးကွာကိုနာကျင်အောင်မလုပ်ပါဘူးလို့မင်းနာကျင်ကိုနာကျင်ရတယ်လို့ပဲကွာအကိုနာကျင်မှာကြောက်လို့ပြောနေရလားကျမနာကျင်မှာကြောက်လို့ပြောနေရလားဆိုတာကျမဝေခွဲမိရမင်းအတွက်မင်းပဲဖြစ်ကိုစကားနားထောင်တာပဲဖြစ်နောက်ကိုနာကျင်အောင်မလုပ်ဘူးလို့ဂရိပေးပါလားဂရိပေးပါရယ်မလုပ်တော့ပါဘူးကို
ဒါပေမဲ့အခုကြောင့်နာကျင်ရရင်ရောကိုတောင်းပန်ပါတယ်ကွာဘာကျမအယံဝမ်းနေမိရယ်နာကျင်စရာကောင်းလိုက်တဲ့ဇလန်းအစမှာကလေးကနာကျင်နေရတယ်ဒီလိုဇလန်းမျိုးရှိပါဦးမလားမနီးနိုင်ဘူးဆိုတာလည်းသိရယ်နာကျင်ရမှလည်းသိရယ်ဒါပေမဲ့နှလုံးသားတွေကကြိတ်မိတ်ပြီးချစ်ချင်နေသေးတယ်မုန်းလို့ရမယ်မေးလို့ရမယ်ဆိုရင်မေးတကယ်မုန်းလိုက်မေးလိုက်ချင်တယ်တိလာအကူဆက်မပြောပါနဲ့ကွာမပြောပါနဲ့ဒါဟာဇလန်းမဟုတ်ဘူးလက်တွေ့ဝပါမီမီးနာကြည်ရမယ်ဆိုတာကိုကြိုတီးခဲ့ရင်ချစ်တယ်လို့ဖွင့်မပြောခဲ့ဘူးတိလားမီတို့တယောက်ကိုတယောက်တကယ်ချစ်ခဲ့ကြတာပဲမဟုတ်လားဘာလို့မီတို့ကြောင့်မှဒီလိုတွေခံစားနေရတာလဲဘာလို့လဲအကူရဲ့ဘာလို့လဲမငိုပါနဲ့ခွာဖြေပါဖြေစမ်းပါဘာကြောင့်မေ့အတွက်အချစ်ကနာကျင်နေရတာလဲဘာကြောင့်လဲမေပါမှားနေလဲဖြေပေးပါအကူရဲ့ဖြေပေးပါကလေးတယောက်လိုအော်ဟစ်ငိုယူပြောဆိုလိုက်မိရဲ့အဖေမရှိဘူးထင်ပါရဲ့အကူကတိတ်ဆိတ်နေခဲ့ပြီကျမငိုတန်နေတာဖုန်းထဲပြည့်နေခဲ့ကျမသိရဲ့အကူလည်းငိုနေမယ်ဆိုတာခုချိန်မှာအကူတိတ်ဆိတ်ခြင်းကကျမငိုတန်တွေကြောင့်ပိုကျနေလိမ့်မလားအဲ့နေ့ကမိုးရေအရန်ရွာနေခဲ့တာမြို့ထဲမှာကားလမ်းပေါ်ထိရေတွေတက်နေရလို့တရွေးနေကြရတယ်မေငယ်အလုတ်သွားပြီမနှက်စာပြင်းခဲ့ညမြစားနော်ဟုတ်ဂီယူဆိုင်ပါငယ်မေလည်းအပြင်သွားမှာပစ္စည်းဝယ်စရာရှိလို့နောက်ရက်မှသွားပါလားမေရေတွေကြီးနေရမြို့ထဲမှာငယ်ဘာဝယ်လာခဲ့ရမလဲဘာဝယ်မလို့လဲဟင်းမေဘာသာသွားလိုက်မယ်အင်းမှာဂီယူဆိုင်တက်တာနော်ကျမအချင်းကလှုပ်ချင်တာရှိရင်ဘလူလူဘယ်အကြောင်းတရားကမှအပြက်စီးမခံအပြက်မခံတဲ့ရောင်းအောင်လုပ်တတ်တယ်ရေကြီးရဲ့နေ့မှာပဲကျမမြန်မာဝတ်စုံကြီးဝတ်လေးရဝတ်စုံနဲ့ကျမလိုက်တယ်ထင်တယ်အကူကအကြည့်ကိုကျမစီကတစ်စက်ကလေးမှမလွယ်အပြင်သွားမလို့လားဂီယူဆိုင်နော်တအေးနဲ့ခွာကိုချစ်လားချစ်တာပေါ့ဒါဆိုပြုံးပြပါဇက်စစ်စစ်ပိတ်ကပြုံးပြလိုက်ပြီးစနောက်ကရှာလဲထုတ်ပြလိုက်တယ်ကားပေါ်ရောက်တဲ့အထိအကိုစာရီဇက်တိုက်ပို့နေခဲ့ထီယူသွားရမဟုတ်လားကားပေါ်ဂီယူဆိုင်နော်ထိုင်ကုန်ရလားရောက်ပြီလားစိတ်မချဖြစ်နေပြီးဖုန်းနေလဲခေါ်နေခဲ့ရေတွေကဒူလောက်ထိတက်နေရမှုအမြန်ဝယ်ခြင်းမမဲ့လဲပစ္စည်းရရှာမတွေ့မိုးရေတွေလဲစိုးရွှဲနေကလေးရက်နှစ်နာရီကျော်မှအိမ်ပြန်ရောက်ခဲ့ဘာသွားဝယ်ရလဲ for you ကိုအတွက်လားခဏနာအောင်မေမိပင်မလာလို့အိမ်နီယာသူဆိုင်ဖေးချိန်တိန်းသွားလဲတော့မသိအစောကြီးအိပ်ပျော်သွားခဲ့ညာ7နာရီလောက်သူ့စီကအိပ်ပြီလားလို့စာဝင်လာမှလက်နိုးလာခဲ့ပြီးငယ်နိုးမှဆိုလို့အတန်ကိုပိတ်ပစ်လိုက်တယ်မင်းဒီနေ့အရန်လာတယ်ဘာတူလဲကိုသမီးလေးကိုပြောတာပါမင်းကဘာမနာလို့ဖြစ်အိုးဖြစ်မှဖြစ်ရမနာလို့ကြာဘာအကြောင်းရှိလို့လဲမနက်ကရှာထုတ်ပြသွားတာလေအနားမှာရှိရင်ဆွဲနှမ်းပြစ်လိုက်မှာစတာဘူးစတာလေးကိုချစ်လို့ပေါ့ကွာချစ်တယ်မင်းလေးရဲ့လွန်ခဲ့တဲ့10နှစ်ကမင်းဖေရောက်နေခဲ့ရလေကွာရှင်မကိုထက်နာကျင်စီခဲ့ပြန်ပြီမင်းကိုစောက်ပိုးချင်လို့ကိုစောင့်နေရအမျိုးသမီးရောရှိရဲ့ तू ကအခန်းထဲမှာအိတ်နေရဲ့ကိုကအပြင်မှာစာရီဖြတ်ရဲ့လားဖြတ်ပါရဲ့နားတော့ဒါပဲနော်ကိုမနဲ့စောစောလာခဲ့မယ်ဟုတ်တက်တာမနဲ့1နာရီ22မိနစ်မှာဖုန်းတစ်ခါဝင်နေကြသွားတယ်နောက်မနဲ့2နာရီ33မိနစ်မှာဖုန်းထပ်ဝင်လာတယ်ကျမစိတ်ထဲခုနေရနဲ့ကင်ပြီးမှဘာမှမပြောပြန်ချလိုက်မိနောက်ဆုံးမနဲ့2နာရီ40မိနစ်မှာစားတစောင်းဝင်လာတယ်မိမကမီးနေရဲ့ဘာတူလဲတဲ့ဟဲ့ဆောင်မြင်ပြီးချိန်မှာကျမရင်ထဲပြန်ဝဲနေရဲ့လေးဖြာပေါင်း1000မကဟာကျမခန္ဓာကိုယ်ပြန်ကက်လာခဲ့အကူကမိမရှိရဲ့အခုတိသွားပြီဒီစာအကူပို့တာမဖြစ်နိုင်ဘူးအကူကအစောကနှုတ်ဆက်သွားခဲ့ပြီးဟိုးမနဲ့ကြငေါ့ရန်လာတွေးကြလိမ့်မယ်ငင်းနေပြဿနာတက်ကြတော့မှာပဲအဆောင်ပြောင်းအောင်မှာဟုတ်တယ်ဆိုတဲ့အတွေးနဲ့ပစ္စည်းတွေချသိမ်းနေမိပြန်တယ်ငါဘာတွေလုပ်မိခဲ့ရပါလဲအကူရောစာရီထက်မိရဲ့လားတွေ့သွားပြီလားသူတို့ရန်ဖြစ်နေကြမှမသိဘူးအကူအစင်မပြေရဲ့လားတွေ့ရန်ဖြစ်နေချိန်မှာအကူကိုတွေးပူမိခဲ့ပြီးတော့တညာလုံးအိတ်လို့မရခဲ့မနှက်ဖြန်ဘာဖြစ်မလဲလို့တွေးတော့ကငိုယိုနေမိခဲ့မနက်6နာရီမှာကျမခဏမငြိမ်လို့ငယ်နိုးလာငယ်သူတိသွားပြီရှင်နေငယ်ဘသူလဲမေဘသူလဲအကူအမျိုးသမီးလေးသူကဒေါသတကြီးနဲ့ပြောရင်အကူပူပြီးအရှက်ရနာကျင်ရလိမ့်မယ်မေအဲ့ဒါအကူကိုမနာစေချင်မေအဲ့လိုအကူကိုမနာကျင်စေချင်မို့ငယ်ရေလှုပ်ပါမေတရေဝေးဖာလီထားပါအောင်မေရဲ့ငဲ့အတန်တွေလည်းမိုးတန်ပါနေခဲ့နောက်တနေ့မနက်12နာရီထိအကူဆိုင်လာမခင်ပိုပြီးစိတ်ပူခဲ့ရတယ်အကူစင်မပြေလားမသိဘူးမိမနဲ့ရန်ဖြစ်ကွဲပြေးထိုးကျိတ်မှုတွေဖြစ်နေပြီလားအဲ့လိုဖြစ်နေပြီလားမသိဘူးနော်ငယ်
ငယ်ရောကျမရောအကိုဆိုင်ခင်းမဲ့အချိန်ကိုစောင့်နေခဲ့ကြတယ်ဝရဏမှာထားလိုက်ထိုင်လိုက်ထွက်ရက်ကြည့်နေတဲ့ကျမကိုငယ်ရလက်ကိုလာကင်ပြီးပင်မနေပါမီငယ်ရဲ့ဘာစကားမှမပြောဖြစ်ခဲ့အဲ့ဒီတနေ့လုံးအကိုဆိုင်လာမခဲအရှင်ဖေဟာတကယ်တော့မဟာအဲ့အမျိုးသားကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့နှလုံးသားစီယာကိုလိုက်ခဲ့မိပါရဲ့ဖေဟာတဦးတယောက်နာကျင်သွားပါစေပျက်စီးသွားပါစေဆိုရရည်ရွယ်ချက်မျိုးမရှိခဲ့ပါဘူးဤသစ္စာမှန်ကန်ခဲ့ပါကအကိုတို့ပြန်လဲဆင်ပြေပါစီဖေဟာညရည်ရီနဲ့ဖေဟာရှေ့ဒူးထောက်သစ္စာဆိုနေမိခဲ့နောက်တနေ့ညနေ3 နာရီထိဆိုင်မဖွင့်သေးဒါဆိုတေးချနေပါပြီအကိုတို့တခုဖြစ်နေကြရောပေါ့နှစ်ရက်တောင်ဆိုင်လာမခင်းတာသူတို့လာနေတဲ့နေ့ကြတေးချပေါက်ဖြစ်တဲ့နာတက်ကြရတော့မယ်နားကြောင့်အကိုရောငယ်ပါအဆက်တကွဲအကျိုးနဲ့နားကြီးခံစားရတော့မယ်ငယ်မီတို့ပြောင်းရအောင်အခုပြောင်းရအောင်ငယ်နော်မရဘူးလေမေဒီတလားတော့စောင့်ရမှာပဲမိကြောက်နေရဲ့ငယ်မိကြောက်ပြဿနာတွေမဖြစ်စေချင်ဘူးဘယ်လိုလုပ်ရမလဲငယ်မိတယောက်တည်းသွားရမလားငဲ့ကိုလာမင်းမတီးဘူးလို့ပြောလိုက်လေနော်မိနေအောင်အင်ကြီးထဲလိုက်အောင်မေဟင်းဒါဆိုသူတို့တွေငဲ့ကိုဝိုင်းပြောကြမှာပေါ့စိတ်ကိုငြိမ်ငြိမ်လေးထားပါမိယူသွားလိမ့်မယ်တိလားဘာတွေဖြစ်လာတဲ့ပြဿနာကိုတူတူရင်ဆိုင်ကြမယ်ငေးတယောက်လုံးရှိရဒါပေမဲ့စိတ်လေးခဏလောက်နားပေးလိုက်ပါအောင်ဟာနော်အပိုင်ကမဖြစ်နိုင်ဘူးဆိုတဲ့အချိန်လေးတစ်ခုမှာငါခြေတလန်းတိုးရင်အကိုခြေတလန်းပြန်ဆုပ်ခဲ့အကိုဟာအဲ့လိုလူကြီးလူကောင်းပြီးသားလို့အဲ့ဒီနေ့ကနေတိုင်းစနေကျော်မှအကိုဆိုင်လာခင်းတယ်အရင်လိုတယောက်တည်းမဟုတ်တော့ဘူးအမျိုးသမီးလည်းတစ်ခါရဲပါလာတယ်ဆိုင်ရှိရောက်ထဲကကျမကိုကြည့်နေလိုက်တာဘလို့ကြည့်မျိုးလဲမပြောပြတတ်ဘူးကျမစိတ်မှာခံစားမိတာကရာနှုံးပြေကျမဆိုတာတည်သွားပြီဆိုတာပဲအကိုကကျမရှိရဘက်ဦးတော်မလဲကြည့်ပါဦးငယ်အကူမီးဘက်တော့မလဲဘူးမိအဲ့ဒါ तू မဟုတ်တာလှုပ်ထားလို့လေ तू မလုံလို့လေဖြီးဇလန်းကသူ့ဟာမှလည်းတိသွားလောက်ပြီဖြစ်လာခဲ့ရင်တော့ငယ်ရှင်းမယ်ဘာမှထပ်မဖြစ်လာဘူးဆိုရင်တော့မိငယ်ကိုဂရိပေးပါသွားမပတ်သက်ပါဘူးလို့အင်းမငယ်အရင်လိုကျမဝရဏကိုမထွက်တော့ဘူးအဆောင်ပြင်ဈေးနဲ့အလုပ်လည်းမသွားတော့အဆောင်ထဲသာအောင်းနေဖြစ်တော့တယ်မနက်စာပြင်နေ့လယ်စာညစာကိုရောကျမအတွက်လုပ်ပေးရပြီးငယ်ကအရင်ထက်ပိုပင်ပန်းနေရှာတယ်အဆောင်ထဲလည်းအမြင့်ကျမတယောက်တည်းသာကြံခဲ့အကိုပြောပြလိုက်တာတီးချနေပြီဒရိထားမိသလောက်မျိုးသမီးကကျမတို့အဆောင်ကိုသာအမြဲကြည့်နေရတယ်မေးလိုက်မေးဒီကောင်ကိုငယ်လေးခံစားမိရဲ့အဲ့မိမတိသွားပြီဆိုတာ तू ပြောပြစရာမလိုဘူးလေဟုတ်တယ်မလားကဲ तू မတက်တာလို့သာပြောလိုက်ရတာနေမှာပါဒါမေကသူ့ဘက်ကအကောင်းမြင်နေတာကိုဘလို့ပဲပြောမေဆိုတာပြောပြဖို့မသိတော့ဘူးလေဒါပေမဲ့ငယ်ရဲ့ तू ဘလို့ညှိယူရဘလို့ပြောလိုက်ရလဲမှမသိတာမေကိုရန်လာမတွေ့ဘူးလေငယ်တကယ်အံ့ဩမိရဲ့တိလားအချစ်ကလူတွေကိုဒီလောက်တောင်ယူသွတ်စီရပါလားလို့မိကြိုက်တာလို့ကြိုက်တယ်လို့နေပါမိနာမှာငယ်ရှိရဲ့ဒါပေမဲ့အရေးလဲမပါဘာမှလည်းမဟုတ်တဲ့ကောင်အတွက်ကိုမနှိမ့်ဆက်ပါနေတော့မိရဲ့ချက်ထားတဲ့ဟာတွေလည်းမစားဘူးအိတ်လည်းမအိတ်ဘူးမိအိတ်ပါရင်ငယ်ဘယ်မှာအိတ်လဲမိမျက်လုံးတွေကတက်တည်ပဲလေအင်းမအိတ်ပါမယ်ငယ်လောက်သွားရမယ်ထပြီးမနှက်စားနော်ပြီးမှပြန်အိတ်အင်းမဂယူးဆိုင်တော့ငယ်အင်းမလို့သာပြောလိုက်ရတာကျမစိတ်မှာဘာမှမစားခြင်းထလည်းမထခြင်းခုလိုတယောက်တည်းအဆောင်မှာရှိနေခဲ့တဲ့အချိန်ဆိုအယူလိုပါပဲရှေ့မှာစွန်ညံတန်ကြားရင်ချောင်းကြည့်နေမိခဲ့ရန်လာတွေ့နေပြီလားအကိုတို့ရန်ဖြစ်နေကြမလားဆိုပြီးတော့ပေါ့အဲ့ထက်နောက်ဖြစ်နေရဲ့အကို Viber ကိုအချိန်တိထိုင်ကြည့်နေခဲ့အကိုဘာလို့ဆောင်ပို့တာလဲအကျိုးချောင်းလေးတော့ပြောသိနေမဟုတ်လားအကိုရဲ့ပုံကိုကြည့်ပြီးစကားတွေပြောနေမိပြန်နေစရီကငါစားခဲ့ရတာစက်တော့လေငါပဲချစ်ခဲ့တာလည်းငါပဲနာကျင်တော့လည်းငါပဲသူဘယ်တော့ငါ့ကိုနေရွေးချခဲ့လို့လဲဖားများကောင်းလို့လဲငါပေါ်ရင်အင်ပါရီမမောနေရလဲအင်းချစ်မချစ်ကိုကတော့မင်းကိုတည်ရဲ့ထိချစ်သွားမှာပဲဟာမကြားချင်ဘူးမပြောပါနဲ့ရောအကိုရဲ့အခုကိုမုံဖို့အားမွေးပေမဲ့ကျမနားရဲ့အဲ့စကားအတန်တွေထပ်တက်လေးပြန်ကြားနေမိခဲ့ဇုံမြောက်ပြရစီရောကိုရဲ့ငါလွတ်လပ်ပြရစီရောစိတ်တွေရှုပ်ထွေးပြီးအယူတယောက်လိုနေရအခန်းထဲမှာငိုနေမိခဲ့အကူက Viber မသုံးတော့ဘူးထင်တယ်အတင်နောင်လည်းမတွေ့တော့ဘူးလေငင်းမီလီအကူစင်ပြေးလာတည်ရှင်နေ Viber သုံးမသုံးရောပဲပြီးတော့အတန်လေးကြားရှင်နေငင်းမီယူတော့မယ်သူစင်ပြေးလာတည်ရှင်နေတခါတော့ကူညီပါလားမိသားအဆင်ပြေအောင်ရင်းနေပါမိရအခုကငင်းသူ့ကိုဖုံးဆက်ပေးလို့ရမလားပစ္စည်းတစ်ခုကိုမေးပြီးတော့လေတော့ပါငင်းနော်Viber သုံးလားပုံဖို့ပေးမယ်ဆိုပြီးတော့လေနော်ငင်းနော်လို့
ဒီတစ်ခါပါပဲငယ်နော်သူသာညင်းရင်ကျမငိုမီးတော့မယ်ဆိုတာတီးလို့ညင်းမှမညင်းတာဟယ်လိုကိုဒရင်းကျွတ်မှာတုံငယ်မီးရွဲလေးတွေရှိလားညီမကဘလို့ပုံမျိုးလိုချင်တာလဲပုံပြပေးရမလား Fiverr သုံးလားဟမ် Fiverr သုံးလားလို့သုံးနေပို့လိုက်လေနေဖုံးချလိုက်ပြီးရပြီမဟုတ်လား Fiverr သုံးနေလေအဲ့ဆိုအတင်အောင်ဖြောက်ထားတာပေါ့နော်မင်းကိုမမြင်ချစ်လို့ဖြစ်မှာပေါ့အဲ့တင်အောင်လေးအောင်ဖြောက်ထားတယ်လေလားအကိုရဲ့ခုနကအတန်ဖမ်းထားရမဟုတ်လားမင်းကိုပို့ပေးဘာလို့လို့လဲမင်းဓားထောင်နေခြင်းလို့မင်းရဲ့အဲ့ရရဲ့အကိုတန်ကိုထက်ကတလေးလဲနားထောင်နေမိရဲ့တခါတလေလဲအကိုဆိုင်ကိုခိုးကြည့်မိခဲ့အကိုကကျမတို့အဆောင်ဘက်ကိုအမြဲကြောပေးလျက်အကိုကဘယ်လိုလူမျိုးလဲသူကျမကိုချစ်တယ်ဆိုဖြတ်သွားတာလဲတိကနေပါပဲလားအချစ်ကဒီလိုလဲအပြက်လွယ်သေးလားတကားဖွက်လိုက်ခြင်းအမတ်မထင်အကိုနဲ့အကြည့်ဆုံးတော့နားခဲ့ကျမကအသားရောင်လေးဝတ်ထားတဲ့နေ့တိုက်တိုက်ဆိုင်ဆိုင်မှာပဲအကိုလည်းအသားရောင်လေးဝတ်ထားတယ်ဒါပေမဲ့ဖြည့်တင်းတကားကိုစောင့်ပြီးတွေ့ပြန်ပိတ်ချပြစ်လိုက်တယ်လူလိန်သူ့ကိုငါဆက်ငေးငါနာကျင်ရလိမ့်မယ်အလကားငါ့ကိုကစားနေရလို့တွေးပြီးမပြတ်မသားစိတ်ကလေးနဲ့မန်တင်းပြတ်သားလိုက်မိတည်းနေ့လေထမင်းစားချိန်တကားဖွင့်မိလိုက်ပြန်တော့စိတ်မှန်တင်းထားပေမဲ့အခုမြင်ခွေဟာစေရောနှလုံးသားကိုပါအစိတ်စိတ်မောမောဖြစ်စေခဲ့အခုကျမခံကိုငေးမှိုင်စွာကြည့်နေခဲ့အခုပြောစရာရှိလိမ့်မယ်သူ့မျက်ဝန်းတွေမှာလဲနာကျင်မှုတွေနဲ့အိုးမကြားချင်ပါနဲ့ရောမမြင်ချင်ပါနဲ့ရောမီးရဲ့တခဏလေးရောကျမကိုမလွမ်းပါနဲ့အဲ့ရမျိုးသမီးလက်ကိုဆွဲပြီးကျမကိုသတိမရပါနဲ့အကိုရဲ့ကောင်းမယ်ထင်လို့အကိုကဆက်ရဲဆက်ခဲ့ပြီးပဲအကိုရွှေ့မှုပဲလေဖြစ်ခဲ့ကြတဲ့အတိတ်ကိုအတိတ်မှာထားခဲ့လိုက်ပါတော့နောင်တနဲ့မရှင်တမ်းပါနဲ့တော့အကိုမှန်ပါရဲ့အကိုရွှေ့မှုမှန်ခဲ့ပါရဲ့အခုဘလို့ယာရင်နဲ့ရင်ဆိုင်နေရမလဲဆိုတာကျမမသိဘူးကျမဘလို့ရင်ဆိုင်နေရမလဲဘလောက်နာကျင်နေရမလဲဆိုတာလည်းအကိုမသိဘူးရှိပါစီရောနေပါစီရောကိုရဲ့အကိုရွေးလမ်းမှာ၃ယောက်လုံးကအပြိုလဲပါပဲကျမကရှုံးသူလားနိုင်သူလားမသိပေမဲ့အတိအကျဆုံးကတော့အပြိုလဲခံရဆုံးပါကျေနပ်ပါတယ်အကိုဆုံးဖြတ်ချက်အတိုင်းမို့ကျေနပ်လိုက်ပါမယ်ပျော်အောင်နေပါနာကျင်ရတာနဲ့လမ်းခွဲလိုက်ရတာတန်အောင်ပျော်ပျော်နေပြီပါကိုဖွားနဲ့ကိုမို့လွတ်လပ်စွာပြန်နှမ်းမှာတော့ကိုရဲ့အချိန်ဘယ်လောက်ကြာခဲ့လဲကျမမသိအဲ့ညိုဝညိုတွေငေးပြီးစကားတွေပြောနေမိခဲ့သူလည်းကျမကိုစကားတွေပြောနေလိမ့်မယ်ကျမကစာအချီကိုလွှဲပစ်လိုက်ပြီးတကားကိုပြန်ပေးလိုက်တယ်ကျမကိုမချီပါနဲ့တော့ထပ်မချီပါနဲ့တော့ကိုရဲ့တကားဝတ်မာရင်အားရပါရငိုချမိလိုက်တယ်ဒီမျက်ရည်ဟာနောက်ဆုံးဖြစ်ပြရစီစပွဲပေါ်မှာတင်ထားတဲ့စာအုပ်ကလေးကိုတစ်တာရဲထည့်ပိတ်ပစ်လိုက်တယ်မပြီးဖြစ်တော့တဲ့အဲ့ဒီပစ္စည်းလေးကိုရောပေါ့